Welcome to PREM. Pre- and post-operative education in multilingual for orthopedic wards by Faculty of Nursing, Chiang Mai University. ဆေးရုံကတင်ပေါ်တွင်ရက်ရှည်အိမ်နေရခြင်းကအဆုတ်အားကိုနည်းစေပြီးအဆုတ်ရောင်ယောဂရနိုင်ခြင်းကိုတိုးလာစေပါတယ်။ထို့ကြောင့်သင်ရဲ့အဆုတ်အားပြန်လည်ကောင်းမွန်လာစေရန်လိုအပ်သောအောက်ဆီဂျင်ရရှိစေရန်နဲ့အသက်ရှူလေ့ကျင့်ခန်းများကိုနေ့စဉ်ပြုလုပ်ပေးရပါမယ်။ယခုပိုင်းမှာအသက်ပြင်းပြင်းရှူခြင်းနဲ့ချောင်းဟပ်လေ့ကျင့်ခန်းတို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အသက်ပြင်းပြင်းရှူသည့်လေ့ကျင့်ခန်းရိုးရိုးအသက်ပြင်းပြင်းရှူသည့်လေ့ကျင့်ခန်းကိုမမှန်ထိုင်ပြီးလက်တစ်ဖက်ကို1 byte ပေါ်တင်ထားပါနှာခေါင်းမှာတစ်ဆင့်1 byte မြင့်လာသည့်အထိရှူသွင်းပါအသက်ကို9စက္ကန့်10စက္ကန့်ထိအောင်ထားပါပါးစပ်မှာတစ်ဆင့်ဖြည်းဖြည်းရှူထုတ်ပါတနာရီလျင်9ချိန်မှ10ချိန်အထိပြုလုပ်ပေးပါ incentive spirometer ခေါ်အဆုတ်အားကျင့်ဘောလုံးအသုံးပြု၍လေ့ကျင့်ခြင်းကိုယ်တက်ထိုင်ပါပထမဆုံးအသက်ရှူထုတ်ပြီးနောက်လေပြုံအားပါးစပ်ဖြင့်လုံအောင်ဖုံးထားပါပါးစပ်မှာတစ်ဆင့်လေပြုံကိုစုပ်သွင်းပါ3မှ5စက္ကန့်အထိထိန်းထားပြီးပုံမှန်အတိုင်းအသက်ရှူထုတ်ပါမှတ်ချက်မူးဝင်မှုဖြစ်ပွားပါကချက်ချင်းရပ်တက်ပြီးပုံမှန်နဲ့အသက်ရှူပါထို့နောက်တနာရီလျင်10ချိန်ခန့်ပြုလုပ်နိုင်ပါသည်ချောင်းဟန်လေ့ကျင့်ခန်းအတွက်ကိုယ်မမှတ်ထိုင်ပါခွဲစိတ်တရားကိုကောင်းအောင်ကုထားပေးပါပုံမှန်အသက်ရှူထုတ်ခြင်းကို3-4ချိန်ပြုလုပ်ပါထို့နောက်အသက်ပြင်းပြင်းရှူသွင်းပြီး3စက္ကန့်ခန့်ထိန်းထားပါပါးစပ်ကိုဘဝတစ်ခုကိုပြအုပ်ထားပါထို့နောက်ချောင်းဟပ်ခြင်းကို2ချိန်ခန့်ပြုလုပ်ပြီးအနားယူပါချွဲတလိပ်များရှိပါကဤလေ့ကျင့်ခန်းကိုပြုလုပ်နိုင်ပြီးအကောင်းဆုံးရလဒ်အတွက်အသက်ပြင်းရှူလေ့ကျင့်ခန်းပြီးချင်းချောင်းဟပ်လေ့ကျင့်ခန်းဆက်တိုက်ပြုလုပ်သင့်ပါသည်ကိုယ်လက်လှုပ်ရှားမှုများသည်ခွဲစိတ်ပြီးနောက်ပြန်လည်ထူလာရန်အတွက်အလွန်ရည်ကြီးပါသည်လှုပ်ရှားမှုများရှိပါကအဆင့်များတောင့်တင်းနေခြင်းကိုကာကွယ်ပေးခြင်းသွေးလက်ပတ်မှုကိုတိုးတက်ကောင်းမွန်လာစေပြီးခြေထောက်သွေးပြန်ကြောခဲခြင်းကိုကာကွယ်ပေးပါတယ်ကြွက်သားများရဲ့ပစ္စည်းချင်းကိုလည်းတားဆီးပေးကသင်ရဲ့ပုံမှန်နေ့စဉ်ဘဝကိုပြန်ရောက်ရှိစေနိုင်ပါတယ်လေ့ကျင့်ခန်းများကိုခွဲစိတ်တရားမရှိသောဘက်မှစတင်ပြီးနောက်မှာတရားရှိသောဘက်ကိုဆက်လက်လှုပ်ရှားမှာပဲပထမလေ့ကျင့်ခန်းခြေကျင်းဝိတ်လေ့ကျင့်ခန်းထိုင်လျက်သို့လဲလျက်အနေထားပြီးခြေထောက်ကိုဆက်ထားပါတရားမရှိသောခြေထောက်မှစတင်ပါခြေကျင်းဝိတ်ကိုအပေါ်ပြီးအောက်ပြီးလှုပ်ရှားပါထို့နောက်တခြားတစ်ဖက်ပြောင်း၍လှုပ်ရှားပါဒုတိယလေ့ကျင့်ခန်းပေါင်ကြွက်သားလေ့ကျင့်ခန်းထိုင်လျက်သို့လဲလျက်အနေထားပြီးခြေထောက်ကိုဆန့်ထားပါတရားမျှသောဘက်မှစတင်ပါခြေကျင်းဝိတ်အားကော့တင်ပါပေါင်ကြွက်သားကိုတင်းကျပ်နေအောင်ညှစ်ပါဒူးအနောက်ဘက်ကိုဖြီချပါ9မှ10စက္ကန့်အထိထိန်းထားပြီးတဖြည်းဖြည်းလျှော့လိုက်ပါထို့နောက်တခြားခြေထောက်ပြောင်း၍လေ့ကျင့်ပါတတိယလေ့ကျင့်ခန်းခြေဆန့်လေ့ကျင့်ခန်းပတ်လက်အနေထားနေပါတရားမရှိသောဘက်ကိုဆန့်ထားပါနောက်ဒူးတစ်ဖက်ကိုကွေးတင်ပါဆက်ထားသောခြေထောက်ဤကြွက်သားများကိုညှစ်ပါထို့နောက်30မှ45စင်တီမီတာအထိမြောက်တင်ပါ9စက္ကန့်ထိထိန်းထားပြီးတဖြည်းဖြည်းလျှော့ချပါထို့နောက်တခြားတစ်ဖက်ပြောင်း၍လေ့ကျင့်ပါစတုထလေ့ကျင့်ခန်းတင်ပါကြွက်သားလေ့ကျင့်ခန်းပတ်လက်အနေထားနေပါတင်ပါကြွက်သားများကိုတင်းကျပ်စွာညှစ်ပါ9မှ10စက္ကန့်အထိထိန်းထားပြီးလျှော့လိုက်ပါအကောင်းဆုံးရလဒ်အတွက်လေ့ကျင့်ခန်းတစ်ခုချင်းစီကိုတနာရီလျင်အကြိမ်20ခန့်ပြုလုပ်ပါတစ်နေ့လျင်အနည်းဆုံးအကြိမ်200ခန့်ပြုလုပ်ပါများများလေ့ကျင့်လေများများတတ်မှလာလေဖြစ်ပါတယ် Thank you for watching. We hope you get well soon.